အားလုံးပဲမင်္ဂလာပါကျွန်မကတော့ Season Creative Agency ရဲ့ founder လေးဖြစ်တယ်လို့ Your Consultant ရဲ့ founder လေးဖြစ်ပါတယ်ကျွန်မတို့ Season Creative Agency ကဆိုလို့ရှိရင်လက်ရှိမှာပေါ့နော်ဒီ client မှာ50ကျော်ကို service ပေးနေတဲ့ Creative Agency တစ်ခုဖြစ်ပါတယ်အဲ့ဒါပြင်ကျွန်မအနေနဲ့ Your Consultant ဆိုပြီးတော့ Digital Marketing နဲ့ပတ်သက်တဲ့သင်တန်းလေးတွေကိုလည်းဖွင့်လှစ်သင်ကြားပေးနေပါတယ်လက်ရှိမှာတော့batch 1လေးရမကြခင်ပြီးဆုံးတော့မှာဖြစ်တယ်ပေါ့နော်batch 2လေးကလည်းမကြခင်မှာစတင်တော့မှာဖြစ်ပါတယ်ဒီနေ့လေးနဲ့ပတ်သက်ပြီးတော့သိစိတ်ကိုတော့ patient messenger မှာလာရောက်ပြီးတော့မေးမြန်းလို့ရလို့ဖုန်းဆက်ပြီးတော့လည်းမေးမြန်းလို့ရတယ်ပေါ့နော်အဲ့ဒါပြင်ကျွန်မကဒီ Your Consultant ဆိုတဲ့ page လေးကနေမှတက်ဆန်းပေါ့နော်လက်ရှိမှာလုပ်ငန်းရှင်တွေအနေနဲ့ကြုံတွေ့နေရတဲ့ဒီ social media ပေါ်မှာကြော်ညာကြတဲ့အခါမှာကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီးတော့ကျွန်မအနေနဲ့ knowledge sharing လေးတွေလုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တို့ကြောင့်မို့လို့ကျွန်မရဲ့ဒီ Your Consultant ဆိုတဲ့ page လေးကိုဒီဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်လို့ကျွန်မပြောချင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ရှင်